အားလုံးပဲမင်္ဂလာပါဒီနေ့ကျမအရန်လက်ဆက်တဲ့ကဏ္ဍလေးရလာပါတယ်ဒီကဏ္ဍလေးကိုကျမအယိုးရှင်းဆုံးနည်းနဲ့ပဲချက်စားပါမယ်ကဏ္ဍလေးကိုပထမအဦးဆုံးတန့်ရှင်းနေအောင်ရေးစီလိုက်ပါမယ်ပင်လယ်စာဝယ်ဆိုရင်ပေါ့နော်ကျမရဲ့အချင်းအောင်အရှင်နေပဲဝယ်ရများပါတယ်ပင်လယ်စာကတီဝါးကြီးဆိုရင်ကိုကဘယ်ချိန်နဲ့တည်နေမှန်းလည်းမသိရောရှင်တဲ့အကောင်လေးပဲဝယ်လာအများရဲ့ပေါ့နော်ဒါမဲ့ကျမရဲ့အခက်အခဲတစ်ခုကတော့အိမ်ရောက်ရင်တော့မတက်ရဲဘူးပေါ့နော်အဲ့တော့အဲ့ကဏ္ဍလေးကိုဒီတိုင်းလေးပဲတီဝါးအထိထပ်ထားလိုက်ပြီးစားပါတယ်ကဲအခုဆိုရင်တော့ကဏ္ဍလေးတီဝါးကြီးဖြစ်တော့တဲ့ကြောင်စားပေါင်းပါပြီကျမပေါင်းတဲ့အခါမှာဘာရတာမှမထည့်ဘဲနဲ့ဒီတိုင်းပဲပေါင်းလိုက်ပါတယ်ကဏ္ဍကအရင်ကြီးရဲ့အတွက်ကြောင့်ကျမရဲ့ပေါင်းဦးထဲမှာတစ်ကောင်ပဲဆက်ပါတယ်အားကြောင့်ကျမကဏ္ဍတစ်ကောင်နဲ့ထည့်ပြီးပေါင်းထားပါတယ်ကျမရောအခုနောက်ပိုင်းတက်ကြီးလာတဲ့အခါမှာဒီလိုမျိုးပေါင်းတာလေးစားရကိုယ့်အတွက်ကပို့ပြီးကျမရဲ့လို့ခံစားရလို့ပို့ပြီးတော့စားဖြစ်လာပါတယ်ကဲအခုဆိုရင်တော့ကဏ္ဍပေါင်းထားတာလေးရပါပြီအဲဆိုရင်ကျမဒီကဏ္ဍလေးကိုအသားလေးထုတ်ပါမယ်ပထမအဆုံးကျမကဏ္ဍရဲ့လက်လေးခြေလေးကိုအကုန်ဖယ်လိုက်ပါရယ်ပြီးွားရင်တော့ကျမကဏ္ဍခုန်ခွာပါမယ်ကဏ္ဍအရင်ကြီးရဲ့အတွက်ကြောင့်ခုန်ခွာလိုက်တဲ့ခါမှာအထဲမှာမြင်တဲ့အတိုင်းပဲပေါ့နော်အနှစ်တွေမှာအများကြီးပဲနော်ကျမအတွက်ကတော့ဒီအနှစ်တွေကိုစားရတာတော့ကဏ္ဍစားရရဲ့အထဲမှာအကြိုက်ဆုံးရပါပဲကဲကတန်းလက်ဒီထဲကရှိရဲ့အသားကိုထုတ်ပါမယ်ကျမတော့တူနဲ့ပဲထူလိုက်ပါတယ်ကိုကြိုက်တဲ့လိုမျိုးခွာလို့ရပါတယ်ကိုရဲ့ကနန်းကအရန်သေးရဲ့ဆိုရင်စားရဲ့တူလေးပေါ့နော်အဲ့ဟာလေးကိုတုံပြီးတော့ကနန်းလက်ထဲကအသားလေးကိုလက်ချစ်ထုတ်လို့ရပါတယ်ကဲကနန်းသားရေအကုန်လုံးထုတ်ပြီးတဲ့ခါကျတော့ကျမကနန်းရဲ့အခွန်ထဲမှာထည့်ထားလိုက်ပါတယ်ကနန်းတစ်ခုတည်းစားနေရမှာဆိုလို့ကျမနောက်ထပ် seafood လေးတစ်ခုပါထပ်ထည့်လိုက်ပါတယ်ဆွမ်းနာကနန်းကိုပေါင်းလို့ပဲကျမအရသာဘာမှမထည့်ဘဲနဲ့ပေါင်းလိုက်ပါတယ်အခုဆိုရင်တော့ပင်လယ်စာလေးအကုန်လုံးကြက်ဝါးကြီးဖြစ်တဲ့ကြောင့်ကျမစားဖို့အတွက်ပြင်ပါတော့ကျမအရသာလေးပူကောင်းသွားအောင်လို့အပေါ်ကနေပြီးတော့ဘတ်တာနဲ့လုပ်ထားတဲ့ sauce လေးကိုလောင်းချလိုက်ပါတယ်အခုဆိုရင်တော့အရန်ကိုပဲစားကောင်းတဲ့ပင်လယ်စာပေါင်းလေးရပါပြီဒါလေးကအရန်ကိုပဲရိုးရှင်းပြီးတော့လုပ်ရလဲလွယ်ကူရဲ့အချိန်ကုန်လဲတက်တာရဲ့လူပင်မလည်းတက်တာရဲ့ပေါ့နော်အခုလိုမျိုးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ် thanks for watching